အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့အခုကျွန်တော်တို့ရဲ့နီးပြ Ruben Amorim ကတော့ United အသင်းကနေဒီမြန်မာစံတော်ချိန်အဖြစ်ဆိုရင်တော့ညနေ6နာရီနဲ့9နာရီဝန်းကျင်မှာထုတ်ပြန်ခံရပါပြီဆိုတော့ကျွန်တော်တို့ရဲ့အသင်းကနောက်တစ်ချိန်နောက်တစ်ခါအစအနေပြန်စပြန်ပါပြီဆိုတော့အားလုံးသိတဲ့အတိုင်းပဲအသင်းကခဏ reset ပြန်ချပြီးတော့ပြန်စနေရတာလေအသင်းပရိသတ်တွေအတွက်ကတစ်ဖက်အသင်း19သင်းဖိုင်ကကြည့်တော့လောင်ကြလို့ဖြစ်နေတာပေါ့နော်ဆိုတော့ဒီနီးပြလာပြီး yes ဒီနီးပြငါတို့နီးပြပဲနောက်ဆုံးသက်ကြတော့ထုတ်ခံလိုက်ရတယ်ဒီနီးပြလာမြန်ပြီးပွဲတွေနဲ့ပွဲသုံးပွဲလောက်ဇက်တိုက်နိုင်တယ် yes နောက်နီးပြပဲဒါပေမဲ့လေနောက်ဆုံးကြတော့လေကျွန်တော်တို့ထုံကြီးအတုံးကြီးပဲထုတ်ခံလိုက်ရတယ် Ruben Amorim လည်းဒီလိုပဲသူကသူ Sporting Lisbon မှာနေတာအကောင်Guardiola ကိုနိုင်တယ် 4-1 နေတယ်ကျွန်တော်တို့ဒီ Sporting Lisbon နဲ့အားတော့နီးပြပဲရောက်လာတယ်3 back system နဲ့ကစားတယ်ကျွန်တော်တို့ဒီသမိုင်းတစ်လျှောက်အဆိုးရွားဆုံးဖြစ်သွားတယ်အဆိုးရွားဆုံးမနှစ်ကပေါ့နော်အဆိုးရွားဆုံးအဆင့်ဆက်လေးနဲ့ရသိနေ Europa League Final မှာ Spa ကိုရှုံးတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုက Ruben Amorim ကို backup အနေနဲ့ပြောပြဖို့မဟုတ်ဘူးဒါပေမဲ့အသင်းရဲ့လုပ်ပုံဆုံးဖြတ်ပုံတွေကအရှိရဂလီဇာတို့အဖွဲ့နဲ့တိတ်ပြီးထူးခြားမနေဘူးဆိုတဲ့အကြောင်းကိုပြောချင်တာဆိုတော့တကယ်လို့ Ruben Amorim ကိုအမဝင်ဘူးလို့ယူဆလို့ထုတ်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီအခုယာတီအစမှာတွေကဇက်တိုက်ကြီးရှုံးနေတယ်ကြရတယ်မနိုင်ဘူးဆိုတော့အတန်တရားလေးကထုတ်တယ်အဲ့ဒီအချိန်မှာတော့ကျွန်တော် Sergeant Ratcliffe ကထွက်ပြီးတော့ Ruben Amorim ကိုသူ3နှစ်အချိန်ပေးရမယ်ဒါမျိုးတွေ backup ပေးတယ်ဆိုတဲ့စနစ်တွေနဲ့ထွက်ပြောတယ်ဆိုတော့အခုတော့ Ruben Amorim ကအခုမှထွက်လာတဲ့နေ့အရာဆိုရင်တော့ Jason Wilcox နဲ့ Arza Director နဲ့အဆင်မပြေဘူးဘာဖြစ်လို့အဆင်မပြေလဲဆိုတော့သူဒီနေရာဒီမှာ working လို့ချင်းဒါတွေကတော့တလူပဲကျွန်တော်တို့အသင်းကနီးပြထုတ်ပြီးဆိုရင်တော့နောက်ကျောင်းနေနောက်က history တွေပြန်ပေါ်လာတာပဲ working ကိုလိုချင်တယ်နောက် Emi Martinez ကိုလိုချင်တယ်သူတို့က Samuel Lemans နဲ့ Sesco ခေါ်ပေးတယ်ဆိုတော့အဲ့ဒါတွေကနေဒီပြဿနာဖြစ်လာတယ်နောက် Fulham နဲ့ပွဲမှာ Fulham နီးပြ Marco Silva ကRuben Amorim ရဲ့နီးစနစ်တွေကခံမှန်းလွယ်တယ်အဲ့ဒါကိုသူတို့ကသဘောမကျဘူးပေါ့ဆိုတော့အဲ့ဒါဆိုရင်လည်းအဲ့ချိန်တွေကထုတ်လိုက်ပေါ့ပြောချင်တာကအခုကကျတော့အဲ့လိုမဟုတ်ဘူးဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုမျိုး Amorim ကနောက်ဆုံးကျွန်တော်တို့ဒီဟိုမှာပေါ့နော် post match interview မှာဗာပြောလဲဆိုတော့Green Neffy တို့ဝေဖန်နေတဲ့ဟာကိုသူ့ကို criticize လုပ်နေတဲ့ပြဿနာမှာသူ့အနေနဲ့ဘာမှသိပြီးပြောစရာအကြောင်းမရှိဘူးဒါပေမဲ့ तू က head coach မဟုတ်ဘူး manager ဖြစ်တဲ့အတွက်ကြောင့် manager ရာထူး तू ရရမယ်ဒီ January မှာသူ့အတွက်လူလိုတယ်မှန်တာပေါ့အသင်းကလူလိုတယ်ကွင်းလေတော်တော်လိုအပ်ချက်ကြီးမားနေတယ်မနစ်အခုဒီနွေရာသီမှာလည်း Sheshko မခေါ်ဘဲနဲ့ Washland ကိုဆက်ထားပြီးတော့ကွင်းလေဖြည့်ပေးလိုက်မယ်ဆိုတော့ဒီတက်ဆိုးချင်မှာစိုးမယ်ဒါပေမဲ့လည်းကျွန်တော်တို့ကပြောတဲ့ရေရှိပလန်နေဘာပလန်နေညာပလန်နေဆိုတဲ့ခေါင်းစဉ်အောက်ကနေပဲလောက်သွားပြီးတော့transfer အမှားပေါ့နော်ဆိုတော့အမှားတွေလို့လည်းအရင်ကြီးတော့ချက်ချတော့မရသေးဘူးပေါ့ဗျာဒါပေမဲ့လည်းအဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့အခုလည်းကျွန်တော်တို့ကဒုတိယအခုAmorim ရဲ့ဒုတိယရာသီတောင်မပြီးသေးဘူး full season ပေါ့နော်ဆိုတော့ full season ကဒါပထမဆုံး full season ပေါ့အဲ့တော့ကိုင်းတော့မကိုင်းရသေးဘူးအပြည့်တော့မရသေးဘူးထုတ်လို့ရတဲ့အချိန်မှာမထုတ်ဘူးအခုဘုတ်ဖွဲ့နဲ့ကျွန်တော်ပြောတဲ့ Argla Director နဲ့အဆင်မပြေဖြစ်တဲ့အချိန်မှာထားထုတ်လိုက်တယ်အဲ့တော့ဘာနဲ့တော့တူနေလဲဆိုတော့အခု Chelsea က Enzo Maresca ရဲ့ဖြစ်စဉ်နဲ့တော့မတူနေဘူးလား Marescaသူတို့ပွဲတွေနိုင်တယ်ပြူတယ် Maresca လည်းထုတ်ချင်ဗျာသူတို့ထုတ်လို့ရတယ်ဒါပေမဲ့သူတို့မထုတ်ဘူးအခုသူတို့အတွင်းထဲမှာပြဿနာတက်တော့မှထုတ်ပြလိုက်တယ်အဲ့တော့အဓိကတော့ဒီပိုင်ရှင်တွေရဲ့ပြဿနာကသူတို့ရဲ့ control ကိုတေးချာငိမ့်စိမ့်နားထောင်ပြီးဘုတ်အဖွဲ့ကိုဘာမှမဝေဖန်နဲ့မရှုံးပြဿနာရှုံးအဲ့လိုပုံစံမျိုးဖြစ်နေဆိုတော့ကျွန်တော်ပြောချင်တာက United ပြည်သက်တွေအားလုံးစိတ်ကိုပေါ့ပါထားကြတော့ဆိုတော့ဒီသင်းကဒီလောက်ပဲဆိုတဲ့ဇကားကအခုတဖြည်းဖြည်းနဲ့တကယ်ဖြစ်လာပြီဆိုတော့အားလုံးမျောလင့်တကြီးနဲ့ကျွန်တော်တို့ Ruben Amorim လာတော့တကယ်ပဲမျောလင့်တကြီးမျောလင့်ချက်များစွာနဲ့အားပေးကြတယ်ကျွန်တော်တို့ဒီမနက်တကောင်မနက်တွေပေါ့ဗျာမနက်တွေထားပေးရတယ်အားပေးရတယ်အသေးအားပေးပြီးဘာမှဖြစ်မလာတော့စိတ်ပင်ပန်းနောက်နေ့အလုပ်သွားဖို့တော့အဆင်မပြေဘူးဆိုတော့အခုပြောချင်တဲ့သဘောတရားကပပအားပေးဖြစ်ချင်တာဖြစ်နိုင်အောင်ပဲခံမယ်ရှုံးရင်တော့ပထားလိုက်တော့နောက်နီးပြ list ထဲမှာလည်းစိတ်ချ high profile နီးပြမလာဘူးဒီလိုမျိုးရှုပ်ရှက်ခတ်နေတဲ့အသင်းကိုဂိုင်ဖို့ဆိုတာတော်ရုံစားနေတော့မရဘူးเนาะဆိုတော့ကတို့ပြောတဲ့ Southgate တို့နောက် Marseille De Zerbi တို့နောက်အခုဒီ Crystal Palace နီးပြတို့နောက်အခု Enzo Maresca တို့
Liverpool ကတကယ်လို့ထုတ်မယ်ဆိုရင်တော့ Arne Slot တို့ဆိုတော့အဲ့ဒီဟာ list တွေကအခုဆိုချလာပြီအခုတော့ Darren Fletcher ကကျွန်တော်တို့ဒီယာယီနီးပြအနေနဲ့တာဝန်ယူမယ်ယာယီကုန်ထိလည်းဖြစ်သွားနိုင်တယ်သူတို့မတွေ့ခင်ပေါ့ကဲကျွန်တော်တို့ရဲ့တန်တရားကျွန်တော်တို့ရဲ့အခုပြန်စတင်ရတော့မှာပါဆိုတော့အားလုံးပဲ bye bye ပါ YouTube channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်ဒီရက်ပိုင်းမှာကျွန်တော်အလုပ်ကလေးတွေရှုပ်နေလို့ဗီဒီယိုလေးတွေနဲ့မတက်ဖြစ်တာပါ bye bye